မင်္ဂလာပါအမျိုးတို့ရေဒီမှာဒီထဲမှာရှိတဲ့အပင်တွေကျမပြပေးမှာနော်ဒီမှာပါကြည့်ကြပါဦးအပင်တွေကအစုံပလုံပဲစိုက်ထားတာတချို့နာမည်တော့မသိဘူးကျမမှာခြားဆောင်လပတ်ပင်ရှိတယ်ပြီးတော့6တီးပင်ရှိတယ်ပြီးတော့သူ့ပန်ရှင်ပြောတာဒီဟာခွေးတေးပန်းရွက်အပင်ဆိုလားမသိဘူးဒီမှာအများကြီးပဲစိုက်ထားတာUSA ရောက်ရွှေညီအကိုတွေရဲ့ဆောင်းရာတီအပင်တိန်နီးတစ်မျိုးပါဟိုမှာအပေါ်မှာမိချောင်းတွေအများကြီးတတ်ထားတာသူကပေးမှာလဲပန်ကာဖွင့်ထားပေးတယ်ဝေါတော်တော်လေးမိုက်တယ်နော်အကြောင်းမလို့အပင်ကစိမ့်ဆူနေတာမသိရင်အပြင်မှာစိုက်တာနဲ့တူတယ်နော်ဒီမှာတော်တော်လေးကောင်းတယ်နော်ဒီမှာဒီလိုမျိုးကျမအင်ဂျီထားတဲ့ဗီဒီယိုမှနေတာသူကမဟုတ်ဘူးတဲ့အထက်မှာအပင်ရှိတယ်တဲ့အဲ့ဒါသူဖွင့်ပြတာဝါအပင်တွေတော်တော်စုံတယ်အထက်မှာဒီအကိုကြီးကတော့ဒီလိုတိမ့်ပါတယ်ဆောင်းရာတီအပင်တိမ့်ကြီးကတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော်ဒါကတော့ system နည်းနည်းမြင့်မယ်လို့ပြောရမှာနော်အထက်မှာလည်းမိချောင်းထွန်းထားပေးတယ်ဘေးမှာလည်းပန်ကာလည်းတတ်ထားပေးတယ်ဆိုတော့ဒီမှာပါဒီလိုမျိုးပါဟုတ်ကဲ့အဲ့ဒါလာပြပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်